ဒီလိုနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်မဲပေးခဲ့မှုအပေါ်လာရောက်မဲပေးကြတဲ့မဲဆန္ဒရှင်ပြည်သူများကလည်းဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီးနိုင်ငံတော်ယာယီသမ္မတအဲ့တော့ဒါနိုင်ငံခြားအတိမတ်ပြုတာမပြုတော့ကျွန်တော်တို့နားမလည်ဘူးပြည်သူကမဲပေးတာကျွန်တော်အတိမတ်ပြုဒီလိုပဲသွားအောင်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကော်မရှင်ဥက္ကဋ္ဌဟာမဲယုံများအလိုက်မဲဆန္ဒရှင်ပြည်သူများရဲ့ဆန္ဒမဲပေးနေမှုများကိုပြောလို့မရသေးဘူးလေဘာလို့ဒါတွေကလွတ်တော်ခေါ်မှလွတ်တော်မှာသူတို့ရွေးချယ်တဲ့ညီလန်းတွေပါတယ်ရှိပါတယ်ဒါဒီလိုရှိပါတယ်ရင်းနှီးနှွေးထွေးစွာပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှုခန်းစားချက်အတွေ့အကြုံများကိုတင်ပြခဲ့